အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းလေးကတော့ cooking method အကြောင်းကိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ် cooking method တွေကအမျိုးအစားအများကြီးရှိတဲ့ကြောင့်မလို့လေကျွန်တော်တို့က part 1 part 2 part 3ဆိုပြီးတော့အပိုင်းတွေအများကြီးခွဲပြီးတော့တင်ဆက်ပေးထားပါတယ်အခုဒီကျွန်တော်တို့အခုတင်ဆက်တဲ့အပိုင်းမှာတော့ကျွန်တော်တို့ကfry method grill method ပြီးသွားရင်ကျွန်တော်တို့ baking method ပေါ့နော်မျိုးစား၃မျိုးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်fry method ဆိုတော့ကျွန်တော်တို့ကကြော်တဲ့ niche နဲ့အကြောင်းကိုကျွန်တော်တို့ကတင်ဆက်ပေးရမှာဖြစ်ပါတယ်နော်ကြော်တဲ့နေရာမှာကျွန်တော်တို့ကအမျိုးအစားတွေအများကြီးခွဲထားပါတယ်ဘယ်နှမျိုးလဲဆိုတော့ကျွန်တော်၅မျိုးတောင်ခွဲထားပါတယ်နံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့က pan fry method ပါ pan fry method ဆိုတော့ကျွန်တော်တို့ကဥရောပမှာကျွန်တော်တို့ကဒယ်အိုးလေးနော် pan ဒယ်လေးနဲ့ကြော်တဲ့ niche ဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့ wok fry method ပါအဲ့တော့ကျွန်တော်တို့အာရှဘက်မှာကျွန်တော်တို့တရုတ်ဒယ်အိုးရဲ့ဒယ်အိုးကြီးနဲ့ကြော်တဲ့ niche ကိုပြောချင်တာပါနံပါတ်3အနေနဲ့ကကျွန်တော်တို့ shallow fry method ပါဒါကတော့စီနည်းနည်းလေးနဲ့ကျွန်တော်တို့လှည့်ပြီးကြော်တဲ့ niche ဖြစ်ပါတယ်နံပါတ်4အနေနဲ့ကတော့ deep fry method ပါဒါကတော့စီမြများနဲ့ကျွတ်လေးကြော်ပြီးစားခြင်းတဲ့အခါမှာသုံးတဲ့ niche ဖြစ်ပါတယ်ဥရောပဘက်မှာဆိုရင်တော့သူက French fry ပေါ့နော်စီမြများနဲ့ကျွတ်လေးကြော်ရတဲ့အရာမျိုးပေါ့ကျွန်တော်အာရှဘက်မှာဆိုရင်တော့ tempura ကြော်လို့ပေါ့နော် tempura ကြော်ဆိုတဲ့စီမြများကျွတ်လေးကြော်ရဒါဒီအကုန်လုံးက deep fry method ပါနံပါတ်5အနေနဲ့ကတော့ကျွန်တော်တို့ကဒါ stir fry method ပါ stir fry method ကတော့ကျွန်တော်တို့ကလှိမ့်ပြီးမှုကြော်တာပေါ့နော်ဒယ်အိုးထဲမှာထည့်ပြီးမှုကြော်တာဖြစ်ပါတယ်ဒီ method ကိုတော့အာရှဘက်မှာကျွန်တော်တို့အများဆုံးအသုံးပြုပါတယ်အဲ့ဒီတော့ကျွန်တော်ကfry method တွေကmethod 5မျိုးကိုကျွန်တော်တင်ဆက်ပေးသွားပြီဖြစ်ပါတယ်နောက်ထပ်တင်ဆက်မဲ့cooking method ကတော့ကျွန်တော် grill method လို့ခေါ်တယ်grill method ဆိုတော့သူကအပေါ်မီးနဲ့กินတာရှိတယ်အောက်မီးနဲ့กินတာရှိတယ်ပေါ့နော်ပြီးတော့အပေါ်မီးအောက်မီးနဲ့ညှက်ပြီးกินတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြောချင်တာကအပေါ်ကနေပြီးတော့ပဲမီးနဲ့กินအောက်ကနေပဲမီးနဲ့กินဒါမှမဟုတ်အပေါ်နဲ့အောက်နဲ့ညှက်ပြီးတဲ့ပဲမီးပြိုင်ပြီးกินဒါကတော့ grill method ပါမီးกินတဲ့ niche ပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော် baking method ပါ baking method ဆိုတော့မီးဖုတ်ခြင်းကိုပြောချင်တာပါကျွန်တော်ဒီ baking method မှာကျတော့သူကမီးဖုတ်တာဖြစ်လို့စီမလိုပါဘူးမီးနဲ့ဓာတ်ထိတွေ့တာဖြစ်နေပြီမီးနဲ့ဓာတ်ထိမတွေ့ပဲခက်ခွာနေกินတာပဲဖြစ်နေပြီเนาะဒါဒီအကုန်လုံးက baking method ထဲမှာကျုံဝင်ပါတယ်ဒီနေ့တော့ cooking method part 1ကြောင်းလေးကိုကျွန်တော်တို့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်အဲ့တော့နောက်ထပ်လာမယ့် part 2မှာလည်းဘာတွေတင်ဆက်ပေးအောင်လဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ cooking method part 2ကြောင်းလေးကိုဆက်ပြီးတော့ပြောမှာပါဒီ part 2မှာလည်းကျွန်တော်တို့က cooking method ၄မျိုးကြောင်းကိုကျွန်တော်တို့တင်ဆက်ပေးအောင်ဖြစ်ပါတယ်နံပါတ်1အနေနဲ့ကကျွန်တော်တို့ကroasting method လို့ခေါ်တဲ့ကျွန်တော်တို့ oven နဲ့กินတဲ့ niche ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အသားတွေကိုအရသာနေပြီးတော့ oven ထဲမှာကျွန်တော်တို့ထည့်ပြီးกินလိုက်တဲ့ niche ပဲဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ကျွန်တော်တို့ braising method ဖြစ်ပါတယ်braising method မှာကျတော့ဒါကိုကျွန်တော်တို့ကကြော်နဲ့တဲ့ပြုတ်နဲ့လို့ကျွန်တော်တို့ကခေါ်ပါတယ်အသားကိုလေကျွန်တော်တို့ကကိုလိုချင်တဲ့အစိတ်ပိုင်းလေးကိုကြော်လိုက်မယ်กินလိုက်မယ်ပြုတ်လိုက်မယ်ပေါင်းလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က sauce နဲ့ဖြစ်စေအသီးရွက်နဲ့ဖြစ်စေပြန်ပြီးတော့ပေါင်းဆက်ပြီးတော့ကြော်တဲ့သဘောမျိုးဖြစ်ပါတယ်กินနဲ့တဲ့ကြော်နဲ့တဲ့ပြုတ်နဲ့တဲ့ဒီလိုမျိုးသဘောကိုပြောချင်တာပါနံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့က boiling method ပါboiling method ကတော့ကျွန်တော်တို့ကပြုတ်တဲ့ niche ကိုပြောချင်တာပေါ့နော်ကျုပ်ပြုတ်တာလဲ boiling method ပါပဲဘဲဥကစုံအာလူဒါတွေပြုတ်တာလဲ boiling method ပါပဲအဲ့တော့ဘလိုရာမျိုးကိုဖြစ်နေပြီစေကျွန်တော်တို့ကပြုတ်လိုက်မယ်ဆိုရင်တော့ဒါက boiling method လို့ခေါ်ပါမယ်နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့က steaming method ပါsteaming method ကတော့ဘလိုရာမျိုးကိုဖြစ်နေပြီစေကျွန်တော်တို့ကပေါင်းရင်းနှီးငွေ့နဲ့ပေါင်းလိုက်တာပေါ့နော်အဲ့ဒါကို steaming method လို့ခေါ်ပါတယ်ဘယ်လိုရမျိုးဖြစ်မလဲဆိုတော့ကျွန်တော်တို့ကdinsan လို့ရမျိုးเนาะ dinsan ကလည်းsteaming method ပါဘာလို့လဲသူကရင်းနှီးခွင့်နဲ့ပေါင်းထားတာဖြစ်နေလို့ဖြစ်ပါတယ်အသားကိုပို့ပြီးနုနုညံ့နေတဲ့ဖြစ်နေတော့လေပို့ပြီးစားလို့ကောင်းပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ cooking method ၄မျိုးကတော့ဒီမှာပြီးဆုံးသွားပါပြီနောက်ထပ်လာမယ့် part 3မှာလည်းဘာတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုလည်းစောင့်မျှော်ပြီးတော့အားပေးကြပါဦးများလေ့လာပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ cooking method part 3ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီ part 3မှာလည်းကျွန်တော်တို့က cooking method ၄မျိုးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ကျွန်တော်က blanching method ပါblanching method ဆိုတာကရင်းနှီးဖြောခြင်းကိုဆိုလိုတာဖြစ်ပါတယ်ရေဆူဆူမှာအသီးရွက်ဖြစ်ပါစေအသားငါးဖြစ်နေပါစေဒါတွေကိုရင်းနှီးဖြောလိုက်ခြင်းကိုဆိုလိုတာဖြစ်ပါတယ် blanching method မှာဘာတွေထူးခြားပါလဲဆိုရင်ရင်းနှီးဖြောလိုက်တဲ့အသားငါးတွေအသီးရွက်တွေကနုနုညံ့လေးနဲ့စားလို့ပိုကောင်းသွားပါတယ်ပြီးတော့အယောင်လေးကလှလှလေးဖြစ်နေပါတယ်ဒါလေးတွေကပိုပြီးထူးခြားတဲ့ချက်ပါနောက်တစ်ချက်ကတော့ဒါကဘက်တီးရီးယားတွေတည်ဆုံးသွားစေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်အဲ့လိုပဲ blanching method တော့တစ်မျိုးရှိပါသေးတယ်
နောက်တစ်မျိုးကတော့စီပလန်းချင်းမှာရေနွေးထွက်သလိုပဲသူကစီဆူဆူထဲမှာစီပူထိုးလိုက်တဲ့နေစစ်တွေလည်းဖြစ်ပါတယ်စီပလန်းချင်းလုံးတာလည်းဖြစ်နေပါစေရေနဲ့ရေနွေးဖြောတာပဲဖြစ်နေပါစေပေါ့နော်ရေဆူဆူစီဆူဆူမှာရေဆူမဲ့စီဆူမဲ့ရောက်နေဖို့တော့လိုအပ်ပါတယ်ဒါမှလည်းကျွန်တော်တို့ကဘက်တီးရီးယားတွေထိချုံနိုင်မှာဖြစ်ပြီးတော့အသီးရွက်တွေအသားငါးတွေပို့ပြီးတော့နူးညံ့စေမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ sorting method ပါဒါကတော့စီသက်ချင်းကိုဆိုလိုတာဖြစ်ပါတယ်စီသက်တဲ့နေရာမှာကျွန်တော်တို့ကစက်သွန်ဖြူနဲ့ဖြစ်နေပါစေစက်သွန်နီနဲ့ဖြစ်နေပါစေဘယ်ရာဖြစ်ဖြစ်စီသက်လိုက်တာကိုကျွန်တော်တို့က sorting method လို့ခေါ်ပါတယ်ကျွန်တော်တို့စီမှာတော့စက်သွန်ဖြူနီကိုစီသက်ပြီးတော့တရုတ်ဘက်မှာပေါ့ Chinese ဘက်မှာဆိုရင်တော့သူတို့ကဂျင်းတို့စက်သွန်မိတ်တို့ကိုစီသက်လေးရှိပါတယ်စီသက်ပုံတွေကတနိုင်ငံနဲ့တနိုင်ငံတူညီမှုမရှိပါဘူးဒါပေမဲ့ဘယ်လိုရာမျိုးဖြစ်နေပါစေစီသက်ချင်းအလုံးကိုတော့ sorting method လို့ခေါ်ပါတယ်နံပါတ်3အနေနဲ့ကတော့ swap method ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဖုံးအုပ်ပြီးချက်တာဖြစ်ပါတယ်ရေဆူဆူမှာဟင်းတွေကိုကျွန်တော်တို့ကအဖုံးအုပ်ပြီးချက်လိုက်မယ်ဆိုရင်ဒါက swap method ဖြစ်ပါတယ်ဒီ swap method ကဘာလို့အသုံးပြုလဲဆိုရင်အသားငါးတွေဖြစ်နေပြီသီးရွက်တွေဖြစ်နေပါစေနူးကျင်တဲ့ခါမျိုးမှာကျွန်တော်တို့ကသုံးပါတယ်သူတို့ထွက်လာတဲ့ချွေးတွေရေနွေးငွေတွေပြန်ကျသွားပြီးတော့အသားငါးတွေဖြစ်နေပါစေအသီးရွက်တွေဖြစ်နေပါစေနူးနူးညံ့လေးနဲ့စားကျင်တဲ့ခါမျိုးမှာဒီလိုအဖုံးအုပ်ပြီးတော့ချက်ပါတယ်အဖုံးအုပ်ပြီးချက်လိုက်တဲ့အသီးရွက်တွေအသားငါးတွေကလေပို့ပြီးနူးနူးညံ့လေးစားလို့ကောင်းပါတယ်ခင်ဗျာနံပါတ်4အနေနဲ့ကတော့ simmering method ပါ simmering method ကတော့ကျွန်တော်တို့တပတ်စုအနေထားနဲ့ချက်တဲ့ဒီစနစ်မျိုးဖြစ်ပါတယ်အချိန်ရောအရန်ပေးရတယ်ဒါပေမဲ့စားတဲ့အခါမှာအရန်နူးညံ့ပါတယ်အများဆုံးကတော့ကျွန်တော် sauce တွေမှာအများဆုံးအသုံးပြုပါတယ်ဥရောပဘက်မှာဆိုရင်တော့ကျွန်တော်တို့ brown sauce tomato sauce ဒီလိုရာမျိုးတွေချက်တဲ့အခါမှာ simmering method ကိုအသုံးပြုပါတယ်သူဒီအချိန်အကြာကြီးပေးရပါတယ်တပတ်စုအနေထားနဲ့ချက်တဲ့ဒီစနစ်ကို simmering method လို့ခေါ်ပါတယ်ဒီနည်းစနစ်ကိုအသုံးပြုပြီးတော့ sauce တော်တော်များများကိုဖန်တီးပြီးတော့ချက်ပြုတ်ကြပါတယ်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ